ကိုဦးစိုးလင်းလင်းရဲ့ငယ်သူမို့ဆိုတဲ့အချင်းလေးနဲ့ဖြောပြတဲ့ချင်းဆက်ကြပါလေဗျာ DJ မျိုးလေးရဲ့လည်း DJ အဖိုးလေးစိတ်လိုလိုလိုက်တာငယ်သူမို့မတည်ရခဲ့ပါဟိုချင်းကြမ်းလဲနေရပျော်ရွှင်သောနေ့ရများသောတို့နေရောက်ရဲ့ချက်ဟာငြိမ်းချမ်းတဲ့ခံစားရနဲ့မှာလမ်းပြောင်းပြောင်းသာမဲ့တည်ခဲ့ရပြေဆုံးနိုင်နေတရားပဲဆိုင်ခဲ့မိတော့ကျုံမြဲရတဲ့နာနိုင်ငယ်ရာဒီကိုချိန်မှာကြောက်ခိုင်းခဲ့ညောင်ညိုပင်အောင်မှာစိတ်တွေလေတိုင်းနဲ့ရေဝိုင်းလွန်နေရရဖြစ်ခဲ့ပြီမိုးရီရောတိုင်းနဲ့မလိုက်ဒီကိုโอเคကျွန်တော်တကယ်ချင်းအောင်ကိုစဉ်23နှစ်ပြည့်မွေးနေ့လေးမှာစရေးနောက်နှစ်ပေါင်းများစွာဒီထက်အောင်မြင်တဲ့ဆိုတော်ကြီးတစ်ယောက်ဖြစ်ပါစေလို့ကျွန်တော်ကတောင်းပေးလိုက်ပါတယ်နော်စိတ်တွေဦးရဲ့ရောမေးမရတဲ့ငယ်ချေဦးရှိလား အားချီတာဗော ရှင်းလည်းမေးလိုက်တော့လို့โอเคကျေးဇူးတင်ပါတယ် ညီလေးဝတန်ကျေးဇူးပါနော်ကျေးဇူးတင်ပါတယ်အရက်ချီတဲ့လောက်တရှင်းတူတယ်အခုဆက်လက်ပြီးတော့